6လပိုင်း26ရက်နေ့အတွက်ငါတလုံးမစ်ဦးနိုင်ရဲ့သုံးသက်ချက်ဂျူပီတာအသင်းနှင့်မန်စီးတီးပွဲစဉ်ကိုသုံးသက်ပေးခြင်းပါတယ်။နှစ်သိန်းစလုံးဟာတိုက်စစ်အစွမ်းပြနေပြီးဒီနေ့ပွဲစဉ်မှာတော့ဂိုးပေါင်းစည်းက3လုံးပေါင်း95ထိဖွင့်ထားပါတယ်။ဂျူပီတာအသင်းဟာနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာတော့ရာဂိုး9ဂိုးထိရှိခဲ့ပါတယ်။မန်စီးတီးအသင်းကလည်းရာဂိုး10ဂိုးထိရှိခဲ့ပါတယ်။ဂျူပီတာအသင်းဟာပေးဂိုး1ဂိုးပဲခွင့်ပြုခဲ့ရပြီးမန်စီးတီးအသင်းကတော့ပေးဂိုးခွင့်မပြုခဲ့ရပါဘူး။ဒီနေ့ပွဲစဉ်မှာမန်စီးတီးအသင်းကတလုံး85အနိုင်ဖွင့်ထားပြီးကိုပေါင်းစည်းကတော့3လုံးပေါင်း95ထိဖွင့်ထားပါတယ်။ကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်မှာတော့မန်စီးတီးဘော်ဒီတက်ဆိုင်ရင်ဂိုးပေါင်းကြီးပေါ်ကိုကြိုက်ပါတယ်။ခံမှန်းရလဒ်ကတော့ 1-2 ဖြစ်ပါတယ်။ဂျူပီတာ1ဂိုးသွင်းမန်စီးတီး2ဂိုးသွင်းမယ်လို့ကျွန်တော်သုံးသပ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်ကိုဂိုးပေါင်းကြီးပေါ်ကြိုက်ပါတယ်။ပူကီဒီရဲ့ခံမှန်းချက်အရဒီနေ့ပွဲစဉ်ကမန်စီးတီးအသင်းအနေနဲ့2-0နဲ့နိုင်မယ်လို့သုံးသပ်ထားပါတယ်။ကျွန်တော်အနေကတော့ဂျူပင်တက်ဂိုးရမယ့်အနေအထားရှိနေတာကြောင့်ဒီနေ့ပွဲစဉ်ကိုဂိုးပေါင်းကြီးပေါ်ကိုကြိုက်ပါတယ်။သုံးသက်ချက်ဂိုးပေါင်းကြီးပေါ်